အားလုံးမင်္ဂလာပါဒေါက်တာအန်ဒီပါဒီနေ့ကကျွန်တော်ဟိုမှာဘီကရှားပါငါတစ်မျိုးရိုက်ပြမလို့ဒီကောင်ကတကယ်ရှားပါငါဒါဒီမြစ်ထဲမှာတော့ရှိတယ်ဒါပေမဲ့ဒီအရှင်တွေပဲရှားတာပေါ့နော်ဒီကောင်ကအဲဆိုတော့သူကလုံးဝနာမည်ကြီး monster ကနိုင်ငံခြားမှာဆိုတကယ်ကိုရှားပါတဲ့ကောင်ပေါ့နော်အဲ့ဒါဒီ Discovery မှာဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးရှိတယ်ဒီကောင်က Devil Catfish လို့ခေါ်တာပေါ့နော်ဒီကောင်လူထက်တောင်ကြီးရပေါ့နော်ဒီအိန္ဒိယဒီဂင်္ဂါမင်းဘာညာဆိုလို့ရှိရင်တော့အဲ့မှာလူတော်မှစားတယ်လို့ပြောတယ်ဒီကောင်တကယ်ကိုအကြီးဖြစ်မဲ့ကောင်ပေါ့နော်ဒီကောင်ကျွန်တော်မွေးချင်နေတာကြာပြီဒီ monster ငါ့ကိုအဲ့ဒီကဒီရွှေပေါက်ကံဖက်မှာအလုပ်ရှိလို့အဲ့နဲ့ဒီနာရောက်တော့ဆိုင်မှာဝင်ပြီးဝယ်လိုက်တာပေါ့နော်တော့မွေးချင်တာကြားနာပြီဒီငါ့ခုကဝယ်လာတော့အစကျွန်တော်ကဒီသူ့ကိုအင်းရှိကန်ကြီးမှာထည့်ပေးမလို့ပေါ့နော်ဒါပေမဲ့မထည့်ခင်မှာဒီနေ့ကသူ stable ဖြစ်အောင်လို့ဆိုပြီးတော့အစားအောက်ကန်မှာထားမလို့ဒီမှာအောက်ကန်ကအောက်ဆီဂျင်စက်ကမရှိတော့ဒီအပေါ်ကန်မှာပေါ့နော်ဒီငရမ်းနဲ့ဘေးမှာငရမ်းတကောင်ရှိဘက်ဘေးမှာဒီယူခေါင်းတို့ငရမ်းနဲ့ပေါ့နော်ခဏလေးထားတယ်ဆိုတော့ကျွန်တော်အောက်ဆီဂျင်ဆက်ဖွင့်ထားပြီးကိုကစူးလို့ကျွန်တော်ခဏပိတ်လိုက်တယ်ဒီကောင်ကယူလာတော့ဒီဖက်တွေလောက်တာမြင်နေသူလိုပဲမကောင်းတဲ့အချက်ကအမီးမှာနည်းနည်းလေးနာတာပေါ့နော်ဒါပေမဲ့တော့လေအဲ့နာတော့ရောက်နေဆိုတော့လိုချင်တာနဲ့ဝယ်လိုက်တာပေါ့နော်အဲ့ဆိုင်မှာလည်းငရမ်းနေလည်းရှိတယ်ဟိုမှာပြငရမ်းနေပေါ့ဒီကဟိုတိုင်းလူလိုပြောမှဆိုလို့ရှိရင်တော့တက်ရှူနှုံးကမြင်နေတယ်ပေါ့နော်အဲ့ဒါကတော့အောက်ဆီဂျင်မဝါလို့လားဒါမှမဟုတ်ရင်ဒီကောင်ကဒီနေ့မှယူလာတော့အဲကြောင့်တိတ်မငြိမ်တာတော့မပြောတတ်ဘူးအဲကျွန်တော်ခဏကြာလို့ရှိရင်အောက်ဆီဂျင်ဖွင့်ပေးတော့မှာသူခိုင်းတခုဖြစ်တော့မှာဆိုလို့ပေါ့နော်ကိုကတော့အမြင်ရိုက်ပေးလိုက်တယ်အဲဆိုအားလုံး see you next time bye bye